လူကတ်ကစောင့်ကြည့်ကင်မရာကတဆင့်သူ့ဇနီးဖြစ်သူကနှိမ့်နေတဲ့ကလတ်ထိုင်ပေါ်မှာထူးထူးဆန်းဆန်းတွေပြုမှုနေတာကိုမြင်သွားခဲ့တယ်။ဒါကြောင့်သူကသူ့ဇနီးကိုသူ့အပေါ်တစ္ဆာဖောက်နေတယ်ဆိုပြီးဒေါသတကြီးနဲ့ဆွဆွဲခဲ့တာပေါ့။သူ့ဇနီးရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့အတွက်လူကတ်ဟာညဘက်မှာဇနီးဖြစ်သူရဲ့အားကစားရုံတကားဝမှာတိတ်တဆိတ်ပုံအောင်စောင့်ကြည့်နေခဲ့တယ်။အဲ့ဒီမှာစောင့်ကြည့်ကင်မရာတွေကအတိုင်းသူညီရဲ့မြင်ကွင်းကိုပဲထပ်ပြီးမြင်လိုက်ရပြန်တယ်။ဒေါသချောင်းချောင်းထွက်သွားတဲ့လူကတ်ဟာနှိမ့်နေတဲ့ကလတ်ထိုင်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့ဇနီးထွက်သွားပြီးတာနဲ့လူကတ်ကနှိမ့်နေတဲ့ကလတ်ထိုင်ပေါ်ချက်ချင်းဝင်ထိုင်လိုက်တာပေါ့။သူမျက်စိမိတ်လိုက်တဲ့အခိုက်အတန့်မှာပဲနှိမ့်နေတဲ့ကလတ်ထိုင်ရဲ့နောက်ွယ်ကနေဓာတ်တစ်ချောင်းရုတ်တရက်ထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ဇနီးကရုတ်တရက်ပြန်ရောက်လာပြီးလူကတ်ကိုဆွဲထုတ်လိုက်တယ်။သူမကဘသူ့ကိုမှအဲ့ဒီကလတ်ထိုင်ကိုမထိခိုက်ဘူးလေ။လူကတ်ကကလတ်ထိုင်ရဲ့လှုပ်ဝက်ချက်ကိုမေးမြန်းတဲ့အခါမှာတော့သူ့ဇနီးကတမင်တကာစကားလမ်းကြောင်းလွှဲပြီးလူကတ်ကိုအခန်းထဲကနေမောင်းထုတ်လိုက်ပါတော့တယ်။နောက်တနေ့မနက်မှာလူကတ်ကသူများတွေးလို့နေတာလားလို့တွေးမိပေမဲ့အမိုက်ပုံတွေကကွန်ဒုံဘူးခုံကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့ဇနီးတစ္ဆာဖောက်နေတာကျင်းတည်တယ်လို့လူကတ်တစ်ထစ်ချယုံကြည်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲတကားပတ်စဝတ်ကိုဘသူမှမသိနိုင်ပဲတကားကရုတ်တရက်ပွင့်လာခဲ့တယ်။လူကတ်ကအဲ့ဒီလူကိုဒီကိုဘာလို့လာတာလဲဆိုပြီးမေးမြန်းတဲ့အခါမှာတော့တစ်ဖက်လူကသူဟာနှိမ့်နေတဲ့ကလတ်ထိုင်ကိုလာပြင်တာလို့ရှင်းပြခဲ့တယ်။ဒီအချိန်မှာသူ့ဇနီးရောက်လာပြီးထိုသူဟာသူမရဲ့လက်ထောက်ဖြစ်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူမကလက်ထောက်ကိုကလတ်ထိုင်စီခေါ်သွားတဲ့အချိန်မှာတော့အဲ့ဒီလက်ထောက်ကရုတ်တရက်တွေးအေးနဲ့ခက်စိမ့်စိမ့်ရေမောလိုက်ပြီးပြုပြင်နေတဲ့အတော်အတွင်းတကားတွေပတင်းပေါက်တွေအကုန်လုံးကိုပိတ်ပစ်လိုက်တယ်။လူကတ်ကအိမ်တွင်းစောင့်ကြည့်ကင်မရာမှတ်တမ်းကိုချက်ချင်းဆွဲဖွင့်ကြည့်လိုက်တယ်။ဗီဒီယိုမှတ်တမ်းထဲမှာအဲ့ဒီလက်ထောက်ကထူးဆန်းတဲ့အတန်တစ်ခုပြုလုပ်လိုက်ပြီးတာနဲ့သူ့ဇနီးကနှိမ့်နေတဲ့ကလတ်ထိုင်ပေါ်ထပ်ပြီးလှဲရောက်လိုက်ပြန်တယ်။အဲ့ဒီအခိုက်အတန့်မှာပဲလူကတ်ဟာနှိမ့်နေတဲ့ကလတ်ထိုင်ကိုဝယ်ခဲ့တဲ့နေ့ကိုပြန်တတိယသွားခဲ့တယ်။သူတောင်းစားတစ်ယောက်ကဒါဟာချိန်စာတင်နေတဲ့နှိမ့်နေတဲ့ကလတ်ထိုင်ဖြစ်ကြောင်းဒါကငါဇနီးကိုခေါ်ဆောင်သွားခဲ့တာဆိုပြီးသူ့ကိုတတိပေးခဲ့ဘူးတယ်။အဲ့ဒီတုန်းကလူကတ်ကပြက်လုံးတစ်ခုလိုပဲသဘောထားခဲ့တာအဲ့ဒီသူတောင်းစားကပဲသူ့ရဲ့ကျိုးနေတဲ့ခြေထောက်ကိုပြပြီးဒါကငါဘဝကိုဖျက်ဆီးပစ်လိုက်တာလို့ပြောပြတဲ့အချိန်ထိပေါ့။လူကတ်ဟာဒေါသတကြီးနဲ့အခန်းထဲကိုပြန်ပြေးဝင်သွားပြီးသူ့ဇနီးကိုလက်ထောက်ပဲရောက်သွားလဲလို့မေးမြန်းခဲ့တယ်။သူ့ဇနီးကထိုးသူထွက်သွားပြီလို့ပြောပေမဲ့လူကတ်ကတော့ကင်မရာမှတ်တမ်းထဲမှာသူထွက်သွားတာကိုမမြင်မိဘူး။သူ့ဇနီးကသူ့ကိုအကုန်လုံးကိုစစ်ဆေးကြည့်ဖို့အော်ဟစ်အော်ငေါက်ခဲ့တယ်။ဒါပေမဲ့လူကတ်ကနှိမ့်နေတဲ့ကလတ်ထိုင်ကိုတေချာစစ်ဆေးကြည့်တဲ့အခါမှာတော့ကလတ်ထိုင်ကအရန်ပေါ်ပါနေပြီးထဲမှာလူတစ်ယောက်ဆက်နိုင်မဲ့ပုံမပေါ်တာကိုတွေ့လိုက်ရတယ်။လူကတ်ကနှိမ့်နေတဲ့ကလတ်ထိုင်ကိုဖြုတ်ကြည့်ဖို့အကြံပြုပေမဲ့သူ့ဇနီးကအလွန်အမင်းဒေါသထွက်ပြီးလူကတ်ကိုအခန်းထဲကနေမောင်းထုတ်လိုက်ပြန်တယ်။လူကတ်ကစိတ်ငြိမ်သွားအောင်ရေချိုးခန်းထဲကိုသွားခဲ့တယ်။အဲ့ဒီအချိန်မှာလူကတ်ကအိမ်သာခွက်ပေါ်မှာလက်လက်ဆက်ဆက်အမှတ်အသားချို့ကိုတွေ့လိုက်ရပြီးရေချိုးခန်းထဲကနေရေနွေးငွေ့တွေထွက်နေတာကိုပါမြင်လိုက်ရတယ်။ဒါကနှိမ့်နေတဲ့ကလတ်ထိုင်မှာလှုပ်ဝက်ချက်တစ်ခုရှိနေတယ်ဆိုတာကိုသူ့ကိုပို့ပြီးတေချာစေခဲ့တာကြောင့်လူကတ်ဟာသူ့ရဲ့ရောက်ခမတွေကိုအိမ်ကိုခေါ်လိုက်ပါတော့တယ်။ထို့နောက်လူတိုင်းရဲ့ရှေ့မှောက်မှာတင်သူကလက်ထောက်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ခေါ်ဆိုလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲဖုန်းတန်ကနှိမ့်နေတဲ့ကလတ်ထိုင်ပေါ်ကနေမြည်လာခဲ့ပြီးသူ့ဇနီးကဒါဟာလက်ထောက်ကမတော်တဆမေ့ကြံခဲ့တာလို့ရှင်းပြခဲ့တယ်။ဒါပေမဲ့လူကတ်ကဘာမှထပ်မပြောချင်တော့ဘူး။သူကပစိန်တလက်ကိုတိုက်ရိုက်ကောက်ကင်ပြီးနှိမ့်နေတဲ့ကလတ်ထိုင်ကိုအပြင်းပြင်းနဲ့ပေါက်ချလိုက်တယ်။နောက်တစ်စက္ကန့်မှာတော့အံ့ဩစရာကောင်းလောက်အောင်အဲ့ဒီနှိမ့်နေတဲ့ကလတ်ထိုင်တွေကနေတွေးတွေအမှန်တကယ်စီးကျလာပါတော့တယ်။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတာတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။